လောက်မြင်တဲ့ဖုန်းလေးလေးကျွန်တော်3ဘတ်ယူမယ်5ဘတ်ယူမယ်ပေးမယ်မင်းမြင်တော့ဒါပေမဲ့ဒီစစ်တန်ဖိုးကြီးတာပေးမယ်ကွာတဲ့ဘာလဲဆိုတော့တဲ့မင်းဒီဂျာနယ်လောက်တာလုံးဝမမျက်စေရဘူးတဲ့ဂျာနယ်ကိုသူဖတ်ပြီးကြည့်ပြီးလိုက်တာတဲ့တည်ရတော့မင်းမမျက်ဘူးမင်းရှုံးပါတယ်ဟုတ်တယ်လေးလေးကျွန်တော်ရှုံးတယ်လို့အေးအဲ့တော့ရှုံးနေဆိုတာကတဲ့အခိုက်အတန့်ပဲကောင်းတယ်ကွာတဲ့မင်းနဲ့အရှုံးနဲ့ရေရှည်သွားတဲ့လုပ်ငန်းဘယ်လုပ်ငန်းမှမကောင်းဘူးတဲ့မင်းဒါဘယ်လောက်ထိရှုံးမယ်ထင်လဲတဲ့နောက်တစ်လလည်းရှုံးမှာနောက်တစ်လလည်းလာတိုင်းရှုံးမှာတဲ့ဂျာနယ်ရတဲ့သူဟာတဲ့ကြောညာကိုမှီပြီးမှအသက်ရှင်ရတာကွာတဲ့ဂျာနယ်ရောင်းအားလည်းပဲတဲ့ဒီရောင်းအားကနှစ်ပေါင်းများစွာလှုပ်လာတဲ့ဂျာနယ်တွေပြိတ္တခိုင်မာပြီးသားသူတွေမှတစောင်းချင်းပေါ်ကစောင်းရီပေါ်ကနေစားရတာတဲ့တကယ်တမ်းအဓိကတော့တဲ့ဝန်ထမ်းလာစာဒီဂျာနယ်စာပေနဲ့ပတ်သက်ပြီးစာမှုကားတွေရှင်းနေဆိုတာဂျာနယ်ကြောညာတွေကနေရှင်းရတာမင်းကြောညာဘယ်လောက်ရမှာမလို့တဲ့မင်းဂျာနယ်အသွားလောက်ကြည့်လိုက်ရင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေစိတ်ဝင်စားတဲ့အရာတွေမပါဘူးတဲ့ကွာတဲ့အဲ့ဒါတွေပါမှစီးပွားရေးလုပ်ငန်းရှင်တွေကိုဖန်ဆားနိုင်မှစီးပွားရေးလုပ်ငန်းရှင်တွေသူ့အတွက်အချင်းတွေကောင်းနိုင်မှကြော်ညာထည့်မှလေတဲ့လေးလေးကတော့မင်းကိုလူကိုခင်းလို့မင်းဘယ်နှပတ်ထည့်ရမှာထည့်ပြီးလို့ရတော့ဒါပေမဲ့ရေရှည်မင်းအရှုံးနဲ့သွားတဲ့လုပ်ငန်းဘယ်လုပ်ငန်းမှမကောင်းဘူးငါတို့မင်းစဉ်းစားနော်တဲ့မင်းထည့်လိုက်တယ်မင်းဘယ်နှဆောင်ယူမင်းကလေးလေးအတွက်မင်းကြံပဲခွဲစက်နေမင်းထည့်လိုက်တယ်အဲ့လိုပြောတော့ကျွန်တော်အဲ့ကြော်ညာမရချင်တော့ဘူးဗျလေးလေးရဲ့စကားကျွန်တော်ရှင်ထဲမှာတဒိန်းဒိန်းရောက်လာဟာစဉ်းစားဖို့လိုပြီကွာစဉ်းစားဖို့လိုပြီလို့ငါရှုံးနေတာလဲ85သိန်းလောက်ရှိပြီလို့ရှုံးနေပြီဆိုတော့အဲ့ချိန်မှာ85သိန်းဆိုရင်ကျွန်တော်တို့ဒါတော်တော်လေးကား2စီးလောက်တော့ကျွန်တော်တို့ရင်းနိုင်နေပြီဗျအဲ့ကျတော့ကား2စီးလောက်ထိရင်းနိုင်နေပြီဆိုတော့ကား2စီးကနေလုံမယ်ဆိုရင်အများကြီးပွားလာနိုင်တယ်ပေါ့စီးပွားအတွက်ရင်ပေါ့ငါဒါလေးကိုငါတုဒ္ဒရတငါဒါဂျာနယ်လေးတော့ငါကောင်းတာပေါ့ကွာလို့စိုက်ကားသမားနဲ့လန်ကရိုဇာစီးတဲ့သူထိအသိပညာပေးနိုင်တဲ့အရာလေးတွေထုတ်မယ်ဆိုတော့ကိုကရှည်ရချက်ကတော့ဟုတ်တယ်ရေးပေးတဲ့ဒီစာနယ်ဒီကျွန်တော်တို့ editor ဖွဲ့တွေကလည်းလူကောင်းနေပါပဲစူးစမ်းပေးပါတယ်သို့တော်ညာလည်းစာပေတစ်ခုတည်ထောင်ဖို့စာနယ် journal တစ်ခုတည်ထောင်ဖို့ဆိုတာအချိန်တအားပေးရပြီးတော့နောက်က background investment ဒါလိုတယ်အဲ့ဒါကျွန်တော်မှမရှိဘူးလေပြီးတော့ကျွန်တော်မကျွမ်းကျင်ဘူးလေဝါသနာတစ်ခုလေးပါအောင်လည်းတော့မရဘူးလေအဲ့ချိန်မှာကျွန်တော်စွန့်လွတ်လိုက်တာကျွန်တော်ရှုံးခဲ့တယ်လို့ဒါကျွန်တော်ညီလေးညီမလေးတို့ဒါတတိထားစရာပြောတာပါဒါအရှုံးနေရနဲ့ကျွန်တော်သင်ခန်းစာတွေရသေးတော့ကျွန်တော်မြတ်ပါတယ်ဘာမြတ်တယ်လဲဆိုတော့ကျွန်တော်စာပေနဲ့ပတ်သက်ပြီးရင်းနှီးမှုရခဲ့တဲ့ကျွန်တော်စာပေလောကသားတွေအခုကျွန်တော်အဆိုလိုဖြစ်တဲ့ချိန်မှာအင်တာဗျူးတဲ့ချိန်မှာဂျာနယ်လစ်တယောက်မှာရှိရမယ့်အရာတွေကိုကျွန်တော်မေးနေတဲ့သူတွေရဲ့ level ကိုကျွန်တော်က तू မေးနေရင် तू မေးခွန်းမေးနေရင် तू ကဘယ် level ဆိုတာကျွန်တော်တန်းသိတယ်ဘာမှကျွန်တော်ခုတိုင်းအင်တာဗျူးတွေလုပ်ပြီးတော့မှဂျာနယ်လစ်တွေကျွန်တော်တို့ကရွေးခဲ့တာဟုတ်ဗျဒီဂျာနယ်လစ်တွေကကျွန်တော်မေးမဲ့မေးခွန်းတွေဘယ်လိုရှောင်ဖြေရမယ်ဘယ်လိုလွတ်အောင်ဖြေရမယ်ကျွန်တော်အကုန်ကျွမ်းကျင်မိတာလေဒါတော့ကျွန်တော်အမှားနေတာပေါ့နော်ဒါနမို့ဆိုတော့ဖြစ်တဲ့ချိန်မှာကျွန်တော်နားကားနေလောက်ပြီရှုံးနေငွေရှုံးနေအသိပညာငွေနဲ့ဝယ်လို့မရတဲ့သိပညာတွေရခဲ့တယ်စာနယ်ဇင်းလောကစာနယ်ဇင်းဆရာမတွေနဲ့ကျွန်တော်ရင်းနှီးခွင့်ရခဲ့တယ်ပညာရှင်တွေနဲ့ဒါကျွန်တော်တို့မြတ်တာပဲဒါအရှုံးတွေကမြတ်ကိုရခဲ့လို့တော်သေးလားဗျဒါမှကျွန်တော်ဘဝမပြတ်ခဲ့ဘူးပေါ့နော်ဒါသင်ခန်းစာယူစရာညီလေးညီမလေးတို့နော်နောက်တစ်ခုကျွန်တော်ရှုံးခဲ့တယ်3800ရှုံးခဲ့တယ်အဲ့ဒါတော့ကျွန်တော်တရက်ချန်ဝယ်ထားတော့ခြံကြီးအားနေတာပဲကားတလို့ရေးလို့နေတာဆိုတော့ဝင်ငွေလေးတွေကဒီဘက်တလန်းဝင်အောင်ဒီကားတလို့ရေးတွေပါမကောင်းတဲ့အချိန်မှာဒီလုပ်ငန်းစင်ပြေနိုင်အောင်လုပ်မယ်ဆိုပြီးတော့ plastic ခုတ်စားတည်ပေးနေတဲ့ကျွန်တော်မိတ်ဆွေပယံဆရာကြီးကနေပြီးတော့ငါခုတ်ဆက်တည်ပေးနေတာကွာဆိုတော့အဲ့လိုပြောတော့သူလည်းခုတ်ဆက်လို့တော့သူစီသွားလေလားကိုညီလေးတည်ပေးဦးမြအဲ့ဆက်ရုံဘယ်လောက်တော့ရင်းရမှာအေးဒီလောက်တော့ရင်းရမှာသူလို့တော့နောက်ပိုင်းကျွန်တော်ကုန်ချမ်းနေကျွန်တော်ရသလောက်အကုန်စုဝယ်ကုန်ချမ်းနေတအားဝယ်ပြီးတော့လုပ်တဲ့ခါမှာ तू ကကျွန်တော်ဒီမှာခေါ်ထားတဲ့ဝန်ထမ်းလေးတွေကအဲ့ရေတံမှုနဲ့ရေတံမှုအောက်သားနဲ့ခွာရတယ်ခွဲရတယ်ဖုံးကဈေးကြီးတယ်ရေတံမှုကြီးကဈေးမကြီးဘူးအဲ့တော့ plastic မျိုးစားတွေခွဲရတယ်ခွဲပြီးတော့သူတို့ကအဲ့ဝန်ထမ်းတွေကမိန်းကလေးကအဲ့ဘူးလေးတွေကိုအဲ့ခွာတာရွေးတာလေးတွေခွဲရတာ plastic မျိုးစားခွဲယောက်ျားလေးတွေကအဲ့သူတို့ခွဲထားတဲ့ဘူးတွေကိုအကြီးနဲ့တန်းအောင်ထုတ်ပြီးရင်ခိုးဆက်တဲ့လောင်းထက်ခိုးဆက်ကနေမှအဖက်ကလေးတွေလိုလေးတွေဖြစ်အောင်လုပ်ပြီးမှကော်စီကြိတ်တာဆိုတော့အဲ့လိုမျိုးလုပ်တာဆိုတော့အဲ့ဝန်ထမ်းလေးတွေကခေါ်ရင်အရင်ဆုံးလာတာ10သိန်းထုတ်ပေးရတယ်15သိန်းထုတ်ပေးရတယ်ကျိုးထုတ်ပေးတာကျိုးထုတ်ပေးမှကျွန်တော်စီကိုလာလောက်တာအဲ့တော့ကျွန်တော်ကျိုးထုတ်တွေပေးတယ်အဲ့မှာကျွန်တော်ကအဲ့ဆက်ရုံမှာကျွန်တော်ကိုယ်တိုင်လည်းမလာဦးစီးနိုင်ဘူးကျွန်တော်ကားထုတ်လို့ရကားတွေရှိတယ်လေအဲ့ကိစ္စတွေရှိတော့ကျွန်တော်လုံးရုံကလူတွေနဲ့ပဲကျွန်တော်လာကြည့်ခိုင်းတော့အဲ့လုံးရုံကသူတို့ကတရက်ကိုချိန်ဘလောက်ကြာအောင်ရွေးချိန်ဘလောက်ကြာအောင်မင်းတို့ကခုတ်
ချိန်ဘယ်လောက်ကြာအောင်တန့်စင်အဲ့လိုမျိုးလုပ်ပြီးမှပြောရမယ်ဆိုရင်ဝင်ငွေနဲ့ထုံးငွေတောင်မြောင်ခိုင်းရတာဆိုသူတို့တွေကြည့်လိုက်ရင်လှုပ်နာဗျပလက်စတစ်အိတ်ကြီးတွေဟာအကြီးလူရဲ့ခန္ဓာကိုယ်နဲ့အစာပေါင်းများစွာကြီးတွေကိုသူကအိတ်ကြီးထမ်းသွားကျွန်တော်သနာနေတာဗျအဲ့ကြသူတို့ဒီထက်ဒူလောက်ခိုင်းမှုကြတော့လေအာနာတော့မခိုင်းရဘူးဗျသူတို့တွေလုတ်ကလေးတွေသိအောင်လုတ်ပါလိမ့်မယ်ကွာသူတို့တန်းလေးကြည့်ပြီးနောက်ပိုင်းကျတော့အဲ့လိုဒီသိမကြည့်ရှုနိုင်တော့ဘာဖြစ်လဲဆိုတော့ရွေးတဲ့ကောင်မလေးတွေနဲ့ရေတမ်းမှုခုတ်တဲ့ကောင်လေးတွေနဲ့တယောက်ပြီးတယောက်ညားခုံတယ်ကျွန်တော်ဆိုင်နေတယ်သူတို့ကလွတ်လပ်တာလေပိုင်ရှင်လည်းမရှိဘူးဆိုတော့ပေါ့ပါလေနောက်ပိုင်းကျကျွန်တော်ဟာဖြစ်တော့မကွာတော့ဒါလည်းအရှုံးနဲ့ရေရှည်သွားပြန်ပြီလို့မဖြစ်တော့ဘူးလို့ငါလည်းမကြွန့်ကျင်မဲ့လို့တော့အဲ့မှာကျွန်တော်ဒီ plastic လောကလူတယောက်ကပြောလိုက်တဲ့စကားတစ်လုံးကကျွန်တော်နားကိုပြန်ရောက်လာတာကျွန်တော်အဲ့ဒါလေးအတန်ဝေးကရပါဘာလဲဆိုတော့ကျွန်တော်ကုန်ချမ်းတွေဝင်နိုင်တယ်ဗျဝင်နိုင်တယ်ဆိုတာကုန်ချမ်းကသူများတွေကကုန်ချမ်းရေတံမှုတပိတ်တာကို1000ပေးတယ်ဆိုကျွန်တော်1100လည်းပေးနိုင်တယ်ပေးပါ100လောက်လည်းဘာမှမဖြစ်ဘူးအဲ့လိုလုပ်ရင်ဝင်တော့တဲ့မင်းတို့ကိုမင်းစော်ကဘယ်လောက်ချမ်းသာနေလို့တော့တဲ့ဒီလုပ်ငန်းကြောင့်မကျွမ်းကျင်သေးတော့နောက်တစ်ချိန်ကျမှသိလာလိမ့်မယ်တဲ့အဲ့လိုပြောတော့ဘယ်လောက်ချမ်းသာနေလို့တော့တဲ့အဲ့စကားအဲ့လိုမေးတာဗျာကျွန်တော်ကိုကြီးရတယ်အဲ့လိုပြောအဲ့နဲ့ဟာဒီစကားသတိထားကြပဲလို့တို့ဝင်နေတဲ့အဝင်မှားပြီနဲ့တူတယ်လို့အဲ့ထဲမှာကျွန်တော်တုံးမရတဲ့ဘူးတွေလည်းထည့်ပေးတာမကျွမ်းကျင်တဲ့သူတွေဆိုတော့အဲ့ကြကျွန်တော်တို့ကအမိုက်ပြည့်ရတာတွေအပြင်ပြည့်ရတာတွေများတာမကျွမ်းကျင်တဲ့လုပ်ငန်းကိုချက်မိတာလေတောင်းလိုက်ချက်မိတာအဲ့နဲ့အဲ့လိုမှားတဲ့ခါကျနောက်ပိုင်းကျကျွန်တော်ရေတမှုဆက်ယုံကြီးရေတမှုတွေအများကြီးနဲ့အဲ့ချိန်တစ်ချံလုံးတအေးကတော့ရှိတဲ့ချိန်တစ်ချံလုံးပစ္စည်းတွေထားရှိတယ်ရှုံးတာကျွန်တော်ရောင်းမယ်ဆိုရင်ကြိတ်ပြီးခုတ်ပြီးသားတန့်စင်ပြီးသားတော့မှရောင်းမယ်ဆိုရင်ရှုံးနေတာလောအားကတွေကိုရှုံးတာဟာဖြစ်တော့ကွာအဲ့တော့ညီလေးတို့ကဲအဲ့ရဝန်ထမ်းလေးတွေခေါ်ပြီးငါညီလေးတို့မင်းတို့ငါစီထုတ်ထားတဲ့ပတ်စံတွေမပေးနဲ့တော့ငါညီတို့ပြန်တော့ငါလည်းဟဲ့ရုံပိတ်တော့မယ်ဆိုပြီးအဲ့လိုပိတ်လိုက်တာသူတို့15သိန်း10သိန်းယူတော့ဗျာမင်းတို့လည်းကျွန်တော်စီမှာအိမ်အောင်ကြပါတဲ့ကောင်တွေကရှိသေးတယ်ဗျာဒါမကျွမ်းကျင်ပဲပြစ်ထားတယ်ဆိုတာအေးစစ်သေးပဲအောင်တယ်လို့ယူဖြစ်လို့တတိထားစရာနော်ပေါ့ပါတော့တွက်လို့မရဘူးဒါအမှန်ကိုအဲ့မှာကျွန်တော်မိတ်ဆွေကျွန်တော်ဟီးရိုကြီးပါပဲကိုသိန်းဟန်စီတွားတော့အေးကွာမင်းဒေါင်လိုက်ချေလို့ခေါ်တယ်မှတ်ထားတယ်ရောက်ကျွန်တော်ဒေါင်လိုက်ချေတော့မင်းကျွမ်းကျင်တဲ့လုပ်ငန်းမှာမဟုတ်တာကွာမင်းကျွမ်းကျင်တဲ့လုပ်ငန်းဖိုင်ဘာချက်မှာလားစတိချက်မှာလားချက်လေးနဲ့မင်းဒါမင်းလုပ်ငန်းမင်းကားဘော်ဒီပညာတက်တယ်ကားဘော်ဒီနဲ့ပတ်သက်မင်းကားစားဖစ်လုပ်မှာလားမင်းလုပ်တယ်မင်းအဲ့ဒါတွေမလုပ်ဘူးမင်းဘာလို့ရှောက်ချက်မင်းဒေါင်လိုက်ချေလို့မှားမှာပေါ့လေအဲ့နေရစားပြီးလှုပ်ချဲတာနဲ့ပတ်သက်ပြီးတအားကိုလန့်တတိထားစရာကောင်းတာပါသိ800အဲ့ခေတ်ကသိ800နည်းနည်းတော့မဟုတ်ပါဘူးခုခင်းတဲ့သူတအားကိုများပါတယ်ဒါပေမဲ့ထားလိုက်ပါတော့နော်ဒါတတိထားစရာညီလေးညီမလေးတို့ကိုလှုပ်တိုင်းဖြစ်နေတဲ့အချိန်ဝင်ငွေရနေတဲ့အချိန်မှာကိုအထင်ရောက်သွားတတ်တယ်မှားတတ်တယ်နော်လူကြီးမိဘတွေဆရာသမားတွေမိကောင်းဆွေကောင်းတွေမိတ်ဆွေတငယ်ချင်းတွေရဲ့အချမ်းချမ်းပေးမှုတွေကိုနာခံကြည့်အတုံးတဲ့ယူတော့ပြုတ်ပြောင်းရမယ်မာနတွေမထားနဲ့ကိုကချမ်းသာနေတယ်ကိုကကြီးပွားနေတယ်ဆိုပြီးမာနတွေမထားနဲ့နော်အဲ့ဒါတတိထားစရာကိုယ့်ထက်နေပါတဲ့သူကိုယ့်ထက်ဆင်းရဲတဲ့သူကကြံကောင်းညံကောင်းပေးယူတင်ယူရမှာနော် online မှာလူတစ်ယောက်ကကြံကောင်းညံကောင်းပေးတာကိုယ့်ထက်ဆင်းရဲတဲ့သူကပေးကိုယ့်ထက်ငယ်တဲ့သူကပေးယူရမှာနော်အဲ့ဒါကိုတချို့ကမာနခံတယ်ငါသင်ပေးလို့တက်တဲ့ကောင်အောင်များဆရာလုပ်ချင်တယ်မင်းကြံပြီးချင်းတိတ်ခါတွေပါလေကိုကဂုံတွေပါရှိတယ်ထင်တာမဆိုင်ဘူးလူဆိုသူ့ညံနေသူရှိတဲ့ညံကိုရှိမှရှိချင်မှရှိမှာလေအဲ့ဒါကိုဆင်းရဲကိုယ့်တဲ့နှိမ်ပါတယ်ကိုယ့်တဲ့ဆင်းရဲတယ်ဆိုပြီးတော့ကိုယ့်တဲ့ငယ်တယ်ဆိုပြီး short တက်လို့မရဘူးလေသူပေးတဲ့အကြံဉာဏ်အများကြီးကောင်းနိုင်တယ်လေအဲ့ဒါကြောင့်မလို့ဒါကြံကောင်းညံကောင်းပေးရင်ပျော့ပြောင်းရမယ်နုညံ့သိမ်မွေးရမယ်လက်ခံလွယ်ရမယ်နော်အဲ့ဒါလေးတွေလေဒါတတိထားစရာဒါမြတ်တာတုတ်ထဲမှာပါတယ်နော်ဒါ short တက်လို့မရဘူးမြတ်စွာဘုရားဟောတာဒါတကယ်လိုက်နာစရာကောင်းတယ်အဲ့လိုမျိုးလူကကြီးပွားတယ်တိုးတက်တယ်အဲ့လိုမျိုးပျော့ပြောင်းတဲ့သူဆုံးမရင်နာခံလွယ်တဲ့သူနားထောင်တဲ့သူအသိပညာရှိတဲ့သူတွေကအလွန်ဆုံးမချင်တာမျှဝေချင်တာဘာလို့ဆိုတိုးတက်စေချင်တယ်လေအဲ့လိုမမားစေချင်ဘူးလေလူငယ်တွေကိုအဲ့ဒါကြောင့်လူငယ်လေးတွေကနာခံတတ်ဖို့ဒါခံယူတတ်ဖို့လိုတယ်နော်ဒါလေးတို့ထုတ်ပေးစိုက်ပါလို့ဒါကျွန်တော်ကြံကောင်းညံကောင်းပေးတာပါဆရာကြီးလောက်တာမဟုတ်ပါဘူးအဲ့ဒီခုချိန်ကစပြီးညီလေးညီမလေးတို့ကလည်းဒီဟာလေးတွေကိုသင်္ကန်းသာယူပြီးတော့မှားတတ်တဲ့အရာလေးတွေကိုကိုကမမှားအောင်တိုးတက်စရာလေးတွေကိုကြံကောင်းညံကောင်းရအောင်မိကောင်းစီကောင်းပေါင်းပါအသိပညာရှိတဲ့သူတွေကိုအပေါင်းမှာတင်ဆရာမြင်ဆရာကြားဆရာမိဘဆရာတွေဆုံးမတုံ့တင်မှုတွေမိကောင်းစီကောင်းတငယ်ချင်းတွေရဲ့ကြံကောင်းညံကောင်းပေးမှုတွေကိုလက်ခံလွှဲယူပါနော်ကောင်းမွန်တဲ့စကားလေးတွေဆိုလက်ခံမှာကျင့်သုံးပါကိုယ့်တဲ့ငယ်တဲ့သူကပဲဖြစ်ဖြစ်လက်ခံကျင့်သုံးပါလို့ဒါကျွန်တော်ကြံကောင်းညံကောင်းလေးပေးပါတယ်ကဲညီလေးညီမလေးတို့အားလုံးခုနှစ်သားသမီးအားလုံးချမ်းသာကိုယ်စိတ်မြဲပါစေခင်ဗျာ